နိုင်ငံတွေကUN ရုံးရောပြီးလို့ရှိရင် UN စရင်ထွက်ဖို့အတွက်ဘဘယူတည်င်းနေတစ်ခုဖတ်ပြပါမယ်နော်ဘဘယူအတွက်ပါသိလားအချမ်းမဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်မှာတမရအဖြစ်ကျန်းသစ္စာကျိန်ဆိုခဲ့ပြီးတော့လေယမန်နေ့ထုတ်ပြန်တဲ့ကုလသမဂ္ဂကမ္ဘာနိုင်ငံအကြီးအကဲများဆိုင်ရာနောက်ဆုံးစည်းရင်းတွေမြန်မာနိုင်ငံတော်အကြီးအကဲအဖြစ်တမရဦးဝင်းမြင့်နှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ကိုသာဆက်လက်ဖော်ပြထားတယ်ယမန်နေ့ဧပြီလ23ရက်နေ့တွင်ကုလသမဂ္ဂတဝင်းမှနိုင်ငံခေါင်းဆောင်များ၏စည်းရင်းကိုနောက်ဆုံးထုတ်ပြန်ထားရတယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတမနာအဖြစ်လုံးဝဖော်ပြခြင်းမပြုခဲ့ဘူးကုလသမဂ္ဂ၏နိုင်ငံအကြီးအကဲများစည်းရင်းတွင်မြန်မာနိုင်ငံတော်အကြီးအကဲအဖြစ်2018ခုနှစ်မတ်လ30ရက်နေ့တမနာဖြစ်လာတဲ့တမနာဦးဝင်းမြင့်2016ခုနှစ်မတ်လ30ရက်နေ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ဒေါ်အောင်ဆန်းစုကြည်အမည်စည်းရင်းများကိုသာဆက်လက်ဖော်ပြထားခြင်းဖြစ်သည်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဧပြီလ10ရက်နေ့အကြမ်းဖက်လွှတ်တော်တွင်အတင်းအကျပ်လူယူထားတော့တမရအဖြစ်ကျန်းသစ္စာကျိန်ဆိုခဲ့ခြင်းဖြစ်ပြီးတွေ့ရရင်ကုလသမဂ္ဂ၏ကမ္ဘာနိုင်ငံများအကြီးအကဲစည်းရင်းတွင်မင်းအောင်လှိုင်ကိုဧပြီလ23ရက်နေ့အထိတမရအဖြစ်လုံးဝဖော်ပြခြင်းမပြုခြင်းဖြစ်သည်ရင်းပြင်မြန်မာနိုင်ငံ၏ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်နေရာတွင်လည်းတန်အမတ်ကြီးဦးကျော်မိုးထွန်းကိုကုလသမဂ္ဂကဆက်လက်အတည်ပြုဖော်ပြထားသည်ကိုတွေ့ရှိရတယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်က2025ခုနှစ်ကုန်ပိုင်းနဲ့2026ခုနှစ်နှစ်စန်းပိုင်းတွင်အထူးအယောင်ရွေးကောက်ပွဲကို3ကြိမ်ခွဲကျင်းပခဲ့ပြီးကျန်းဖို့ပါတီကအများစုအနိုင်ရရှိသည်ဟုကြေညာကမင်းအောင်လှိုင်ကသမရအဖြစ်တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်အကြမ်းဖက်မင်းအောင်လှိုင်ကိုတရုတ်ဘယ်လာရုစ်ရုရှားအပါအဝင်နိုင်ငံ10ခုကျော်ကသမရအဖြစ်အတိမတ်ပြုတော်လဲကုလသမဂ္ဂမှမင်းအောင်လှိုင်ကိုသမရအဖြစ်လုံးဝအတိမတ်ပြုခြင်းမရှိသေးပေကဲဘောမလေးငါပြောတာမယုံရင်ကုလသမဂ္ဂကဖော်ပြထားတဲ့စည်းရင်းမှာကိုယ်တိုင်တွားကြည့်ပါနော်ဒီလားငါစီစကားပိုင်းငါစကားမယုံနဲ့နော်အခုငါပြောတယ်နော်ကုလသမဂ္ဂကအခု73ရက်နေ့ဖော်ပြတဲ့စည်းရင်းမှာမင်းတို့အမေ့လင်မအေလိုးကိုမဖော်ပြဘူးကောင်းလိုက်တယ်ပြောရတာရရှိနေပဲဟမ်မအေလိုးကိုလေမဖော်ပြဘူးအဲ့တော့ငါပြောတာကိုမယုံနဲ့နော်တွားကြည့်ကိုယ်တိုင်ကုလသမဂ္ဂစည်းရင်းမှာဒီလားကြည့်မကြည့်တတ်လို့ရှိရင်လည်းမင်းတို့ဘောမထဲမှာနည်းနည်းလဲလဲဝယ်ရှိတဲ့ကောင်မေးကြည့်ဒီလားအေးအဲ့လားပဲကဘာလို့ကြတော့မင်းတို့နှစ်ထုတ်ကိုလားကုလသမဂ္ဂဟမ်ဟိုတီမောကိုကျတော့တွားနေထုတ်တယ်နှစ်ထုတ်လားထုတ်လေဟမ်လုံနိုင်လားအဆောက်ရှက်မရှိဘူးအဲ့တီမောကိုနှင်ထုတ်လိုက်တာမင်းတို့နိုင်သွားတာလားမင်းတို့စောက်ရှက်ပွဲသွားတာပြန်ကြည့်ဟောမတိတဲ့ကောင်နဲ့တီမောကိုငါတို့ဘက်ကပြတ်တယ်ဒီလိုလောက်ကမှတီမောဘလို့ဖြစ်တယ်လော်နေကြတာမင်းတို့ပညာမဲ့တွေမို့လို့တိလားမတကားဆိုရင်ပညာရှိအသိတရားရှိတဲ့လူဆိုနှင်မထုတ်ဘူးဘာလို့ဆိုတော့မင်းအောင်လှိုင်ကိုလူရမတွင်းတာတီမောတခုတည်းမဟုတ်ဘူးလေဟုတ်တယ်မလားနိုင်ငံများစွာလူရမတွင်းတာအဲ့ဒီကမှနိုင်တဲ့ကောင်ရွေးပြီးအနိုင်ကျင့်ပြီးမောင်းထုတ်မယ်မနိုင်တဲ့ကောင်ကျတော့လော်ဘီငှားပြီးတော့ဖင်ခံမယ်ဆိုရင်စောက်ချက်နှစ်ခါမကွဲဘူးလားပထမတစ်ခါအတိမတ်ပြုတ်မခံရတာစောက်ချက်တစ်ခါကွဲတာဟမ်ဒီလိုမျိုးနိုင်တဲ့ကောင်ကိုနှင်ထုတ်ပြီးမနိုင်တဲ့ကောင်ကိုဖင်ခံတာစောက်ချက်တစ်ခါထပ်ကွဲနှစ်ခါမကွဲဘူးလားဟုတ်တယ်မလားငါပြောတာမှားလားအေးအဲ့လားပဲကြည့်အဲ့ဒါမင်းတို့ဘက်ကကောင်တွေပညာမဲ့လားမမဲ့လားမင်းတို့မြင်အောင်ကြည့်တိလားငါတို့အရေးချင်းငါတို့အဆင့်ဟာလေကိုယ့်ကိုခံယူထားတယ်ငါတို့အကောင်းပြောတာကျွန်တော်ဘယ်လောက်ပဲတမနိုင်ငံရေးအတွက်လုပ်နေပါစေလွတ်တော့အမတ်အဖြစ်တောင်ငါတို့အရေးချင်းကမမီဘူးလို့ကိုယ့်ကိုခံယူထားတယ်ဘာကြောင့်လဲနိုင်ငံတစ်ခုကိုဥဆောင်မဲ့နေရာမှာရှိတဲ့ပုံကိုယ်တွေဆိုတာအများကြီးညော်မြင်ဉာဏ်ပညာရအစပြည့်စုံရမယ်နော်ဒါပေမဲ့အဲ့ဒီငါတို့လွတ်တော့အမတ်ကအရေးချင်းတောင်မှကိုယ့်ကိုမခံယူဝင်းတဲ့လူကအစမင်းတို့ခေါင်းဆောင်တွေရဲ့ပညာမဲ့မှုကိုမြင်နေတယ်ဆိုရင်တကယ်ပညာရှိတဲ့လူတွေဆိုရင်ဘာဖြစ်မလဲစဉ်းစားကြည့်ကြအဲ့ဒါဖြစ်ပဲနော်အဲ့တော့ဒီလိုဟာမျိုးကြီးကိုခေါင်းဆောင်တင်ပြီးတော့လော်ဘီလုပ်နေရတာမင်းတို့ဘဝအောင်မင်းတို့မရှက်ကြဘူးလားဟိရိဩဒဘတရားဆိုတာဖင်ပြောင်ရှုပ်ပြီးလမ်းလျှောက်ပြေးနေမှရှက်စရာမဟုတ်ဘူးကွာသိလားလူခဲ့ရည်စရာကိုလုပ်ရင်အဲ့ဒါရှက်စရာသိလားဘာလို့ဆိုဆရာကြီးဦးအောင်တင်ပြောထားတဲ့စကားခဏခဏငါပြောသလိုပဲနော်ရှက်တတ်ဖို့ဟာလဲကြက်ပြည့်ဖို့လိုတယ်ဆိုတာကြက်ပြည့်မှာလူခဲ့ရည်ဘယ်လောက်ကိုလုပ်ရင်လူခဲ့ရည်မယ်ဘယ်လောက်ကိုလုပ်ရင်လူတွေချီးကျူးမယ်ဆိုတာကိုခွဲခြားတတ်မှာကြက်မပြည့်တဲ့ကောင်ဆိုခွဲခြားမတတ်ဘူးမလားအေးအဲ့လိုပဲအဲ့တော့ကြက်ပြည့်လို့ရှိရင်လူခဲ့ရည်စရာအလုပ်ကိုရှစ်စရာလို့မြင်တယ်ကြက်မပြည့်တဲ့ကောင်တွေကြတော့ကိုလုံးချင်တယ်ကို6လုပ်တယ်အေးအဲ့မှအဖြေပေါ်သွားတာနော်အဲ့တော့ဘာပဲပြောရှေ့မှာပြောခဲ့တယ်လို့ငါတို့ပြောတယ်မလားမင်းအောင်လှိုင်ကိုကျေးဇူးတင်တယ်လို့နော်မတော်လို့တာတတ်ချုပ်ရာထူးကိုတယောက်ကိုလွှဲတမနာကိုတယောက်ကိုတင်ပြီးအနောက်ကအตาလေးတိုင်ရှိုးသွားမယ်ဆိုရင်တော့ငါတို့က
တိုက်ပွဲတစ်ပြန်ပေါ်ဆောင်ရမှာအခုတော့ကဘာလည်းတည်ပြီးသားမအေလို့ဆိုတာဟာဒီကောင်မအေလို့ဟာမအေလို့တက်ချုပ်ရာတို့ကနေတမန်ရာတို့ယူရချက်ဒါကြောင့်မလို့တော်လှန်ပြည်သူတွေပြောတာမှန်တာဗောဒီကောင်မအေလို့ဆိုတာငါတို့အထွေထူးရှင်းပြနေစရာမလိုဘူးဟုတ်တယ်နော်နောက်ထပ်တစ်ကောင်တက်လာရင်အဲ့ကောင်မအေလို့ပါဆိုတော့ငါတို့ကဘာပိုက်ရှင်းပြအောင်မယ်နောက်တစ်ခေါက်အခုကြတော့ဟမ်နိငန်မတွေ့တယ်မလားဒါပဲဘာမှရှင်းပြစရာမလိုတော့မအေလို့ကမအေလို့ပဲတိလားအဲ့တော့မအေလို့အားပေးတဲ့ကောင်တွေကလည်းမအေလို့လေးတွေပဲအကုန်လုံးတိလားစောင်းအရတာရှိတယ်ကွာငါတင်ခဲ့တဲ့သတင်းတွေထဲမှာဒီသတင်းပြောရတာစောင်းအရတာရှိတယ်နော်ဟိုလူကြီးတူမတွေပါရင်တော့ထုံးစံတိုင်းမှာကျွန်တော်ဖွင့်လို့ပေးကြပါလို့နော်လူကြီးတွေတွေ့တိုင်းပြောတယ်ကျွန်တော်အပြင်မှာတွေ့အာကိုစီကိုအားပေးနေတာဆိုကျွန်တော်တောင်းမှန်တယ်ကျွန်တော်မှာတောင်းနိုင်သူတို့ကပြောတယ်ဗာပြောနဲအောင်နေသေးတယ်တဲ့တို့အရွယ်တွေကဆဲလို့မကောင်းတော့ချတာချအားမနာနဲ့တို့ဆိုတော့ထပ်ပြီးတောင်းမှန်ပါတယ်လို့အခုလည်းနော်